ခုံယူပါတယ်။တင့်ကိုရန်ကုန်စီးရုံကြီးမှာညဆိုင်တာဝန်ကျဆရာဝန်အဖြစ်ခန့်အပ်ပြီးဖြစ်ပါတယ်။တင့်ရဲ့တာဝန်ကတော့ညဘက်အရေးပေါ်လူနာများကိုစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။လိုက်နိုင်ရမယ့်စီကံ၅ခုရှိပါတယ်။အရေးကြီးဆုံးကစီကံနံပါတ်3ကိုမဖြစ်မနေလိုက်နိုင်ရပါမယ်။စီကံနံပါတ်1တာဝန်ချိန်စတာနဲ့လူနာရေးအတွက်စီကိုတေချာစစ်ပါ။နာမည်ကမထင်မရှားရေးထားရင်3မိနစ်ခန့်ငြိမ်သက်နေပါ။စီကံနံပါတ်2တတိယထပ်သွားရင်ခြေလမ်းကိုရေတော့တာပါရှောက်လန်းကခြေလမ်း150ပဲရှိပါတယ်150လမ်းစာဖြစ်နေရင်ရှေ့ဆက်မတော့ပါနဲ့စီကံနံပါတ်3မနက်2နာရီနဲ့3နာရီအတွင်းဒုတိယထပ်မှာရှိရဲ့အရေးပေါ်လူနာခေါ်ခလုတ်ကတစ်ချိန်မိလာပါလိမ့်မယ်မကြားချင်အောင်ဆောင်နေပါဒုတိယချိန်မိလာရင်အနည်းဆုံးထွက်ပေါက်ကိုပြေးပြီးအပြင်မှာ1နာရီစောင့်နေပါစီကံနံပါတ်ခွဲကန်း3ကတင်ကလူမပါပဲရွေ့လာတာမြည်မသိမ့်လိုက်ပါနဲ့ကတင်ဘယ်ကရောက်လာတယ်ဆိုတာလေမမေးမြန်းပါနဲ့စီကံနံပါတ်5ဒုတိယထပ်ကခွဲကန်းပြီးပွင့်နေပါကအတွင်းထဲသို့ချောင်းကြည့်လိုက်ပါခွဲစိတ်နေကြရဲဆိုရင်တော့တင်တာဝင်ကြတဲ့နေရာကိုပြန်ပါတကားမှန်ပေါက်ကနေတင့်ကိုချောင်းကြည့်နေတဲ့မျက်လုံးကိုမြည်ချက်ချင်းပြေးပါတင်တာဝင်ချိန်ကနက်6နာရီမှာပြီးဆုံးပါကံကောင်းပါစေ